ဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာဟာအများကြီးကွာပါတယ်အားလုံးပဲမင်္ဂလာပါအခုချိန်မှာကျွန်တော်ပြောမယ့်အကြောင်းအရာလေးကတော့ဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာရဲ့ကွာခြားချက်လေးပဲဖြစ်ပါတယ်ဗုဒ္ဓဘာသာရဲ့အဓိကကိုးကွယ်တဲ့ဘုရားကတော့ဗုဒ္ဓကောရမဘုရားဆိုပြီးတော့မှရှိပါတယ်ကျွန်တော်တို့ခရစ်ယာန်ရဲ့အဓိကကိုးကွယ်တဲ့ဘုရားကတော့ယေရှုခရစ်တော်သို့မဟုတ်တဆူတီးသောဘုရားသုံးပါးတည်ရှိသောဘုရားဖြစ်ပါတယ်ဗုဒ္ဓရဲ့နောက်ဘဝအတွက်အာမခံချက်ပေးနိုင်တဲ့အရာကတော့အကျင့်တရားပဲဖြစ်ပါတယ်ကိုကျင့်မှာရမှာကိုကောင်းတာလုပ်ရင်ကောင်းရာရောက်မယ်မကောင်းတာလုပ်ရင်မကောင်းတဲ့နေရာရောက်မယ်ခရစ်ယာန်ဘာသာတရားရဲ့အဓိကညွှန်ကြားချက်အရာကတော့ယေရှုခရစ်တော်ကိုမိမိကယ်တင်ပါရှင်အဖြစ်ယုံကြည်လက်ခံရမယ်ဒါကနောက်ဘဝကိုကောင်းတဲ့နေရာရောက်စေဖို့ရန်အတွက်အဓိကမျှော်လင့်ချက်အဓိကပန်းတိုင်ဖြစ်တယ်ဗုဒ္ဓဘာသာကတော့ကံဆိုတာကိုယုံကြည်ထားတယ်ဗုဒ္ဓကဖန်ဆင်းခြင်းကိုလက်မခံဘူးကယ်တင်ခြင်းကိုလက်မခံဘူးဗုဒ္ဓဘုရားကလည်းလူစင်စစ်ကနေဘုရားအဖြစ်သို့ရောက်သွားတယ်ကျင့်ကြံမှုအဖြစ်ဗုဒ္ဓဘုရားရဲ့အဆုံးသတ်မှာဝန်းလျှောခြင်းအဖြစ်အနိစ္စရောက်သွားတယ်ယေရှုခရစ်တော်ဘုရားရဲ့အဆုံးသတ်မှာလူတွေအပြစ်ကိုစားချိန်ချင်းကိုခံလဝကတိုင်းမှာအသေးခံပြီးတော့မှတကြိုချင်းကိုခံပြီးတော့မှမပြီးသေးပဲနဲ့ရှင်ပြန်ထားမြောက်ပြီးတော့မှလူအယောက်900ရှစ်တဲ့မှာကောင်းကင်ဘုံကိုအရှင်လတက်သွားပြီးတော့မှဝိညာဉ်တော်အဖြစ်လူနေရာတိုင်းအချိန်တိုင်းမှာအမြဲတမ်းတည်ရှိပြီးတော့မှလူတွေနဲ့အတူရှိတဲ့ဘုရားလူတွေကိုအပြစ်ငရဲကနေအပင်ငရဲကနေကယ်တင်တဲ့ဘုရားထာဝရအသက်ရှင်ပြီးတော့မှဘုရားစင်စစ်ကနေလူစားတိကိုခံယူပြီးတော့မှလူတွေအတွက်အသက်ပေးသွားတဲ့ဘုရားကံကိုလက်မခံဘူးလောကမှာဖြစ်သမျှအရာအလုံးကဘုရားသခင်ရဲ့အလိုတော်အတိုင်းဖြစ်တယ်ကိုတော်တိုင်းတည်ရှိတဲ့နေရာကောင်းကင်ဘုံကိုလူတွေခေါ်သွားဖို့ဖြစ်တယ်ရည်ရွယ်ချက်ဂယုဏတော်လူတွေအပင်ငရဲကိုကြာရောက်မဲ့လူတွေကိုတနာပြီးတော့မှကယ်တင်ခြင်းသူ့ရဲ့ဂျေဇုတော်ဒီလောက်လူတွေအပြစ်များတဲ့ထက်မှာလူတွေရဲ့အပြစ်လုပ်ခြင်းလူတွေရဲ့အပြစ်များခြင်းကိုမအောင်မေ့ပဲနဲ့ခွလွတ်ခြင်းဖြစ်ကယ်တင်ခြင်းကိုပေးပြီးတော့မှမိမိကိုရောကိုယုံကြည်သူတိုင်းထာဝရအသက်ရပိုင်ခွင့်ကိုပေးတယ်ဂျေဇုတော်ဗုဒ္ဓဘုရားရဲ့အဓိကလမ်းညွှန်ချက်ကကျင့်မှာကိုယ်တိုင်ကျင့်မှာငါလိုကျင့်မှာဓမ္မနိဗ္ဗာန်သို့မဟုတ်နတ်ပြည်သို့မဟုတ်လူဘဝပြန်ရောက်မယ်နိဗ္ဗာန်ဆိုတဲ့အဓိပ္ပာယ်ကအရာအလုံးချုပ်ငြိရနေရဘာမှမရှိတော့ဘူးစိတ်လည်းမရှိတော့ဝိညာဉ်လည်းမရှိဘူးဘာမှမရှိဘူးကောင်းကင်ဘုံဆိုတာကဘုရားတည်ရှိတဲ့နေရာဖြစ်တော့မှဝိညာဏကိုယ်ခန္ဓာနဲ့အသက်ရှင်ပြီးတော့မှဘုရားသခင်ထာဝရဘုရားနဲ့အမြဲအတူရှိရမယ့်နေရာဒုက္ခချမ်းသာနေရာငရဲဆိုတာကခရစ်ယာန်မှာငရဲဆိုတာရှိတယ်ဗုဒ္ဓဘာသာမှာငရဲဆိုတာရှိတယ်အပြစ်တရားဆိုတာလည်းဗုဒ္ဓဘာသာမှာရှိတယ်ခရစ်ယာန်ဘာသာမှာရှိတယ်ဒါပေမဲ့အဲ့ဒီအပြစ်တရားကဗုဒ္ဓဘာသာထဲမှာအပြစ်ကဘယ်ကနေဖြစ်ပေါ်လာတယ်လဲဆိုတာကသူတို့ကကိုလှုပ်လို့အပြစ်ဆိုတာဖြစ်လာတယ်မလှုပ်ရင်မဖြစ်ဘူးအပြစ်ဆိုတာမရှိဘူးကိုလှုပ်လို့အပြစ်ဆိုတာရှိတယ်ခရစ်ယာန်မှာကြတော့ကပ္ပဦးရဲ့လူသားနှစ်ယောက်ရဲ့ပြစ်မှားခြင်းဘုရားစကားနားမထောင်ခြင်းကြောင့်
လူတွေမှာလောကမှာအပြစ်တရားဆိုတာကြားရောက်လာတယ်အဲ့ဒါကြောင့်ကိုမလုတ်ပေမဲ့လည်းအပြစ်ဆိုတာလူတိုင်းမှာရှိတယ်အဲ့ဒါကြောင့်အပင်ငရဲဆိုတာရှိတယ်အပြစ်မလုတ်ရင်လည်းအပြစ်ရှိတယ်အပြစ်လုတ်ရင်ဘိုးရှိတယ်အဲ့ဒီအပြစ်ကနေလွတ်မြောက်ဖို့ယေရှုခရစ်တော်လိုတယ်ဘုရားဘာသာကျတော့အဲ့ဒီအပြစ်ကနေလွတ်မြောက်ဖို့အကျင့်တရားလိုတယ်အဲ့ဒီတို့ကြောင့်ဘုရားဘာသာနဲ့ခရစ်ယာန်ဘာသာကအများကြီးကွာတယ်ယေရှုခရစ်တော်ကကျွန်တော်တို့လူသားတွေအားလုံးကိုဂရုတစ်ခုပေးထားတယ်မင်းတို့လူသားတွေဟာအပြစ်သားတွေဖြစ်တယ်အပြစ်ဆိုတာသူ့ဘာသာသူပေါ်ပေါက်လာတာမဟုတ်ပဲနဲ့ဘုရားစကားနားမထောင်ခြင်းကနေဖြစ်ပေါ်လာပြီးတော့မှအဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒီလူသားမျိုးနဲ့စူတိုက်ကအပြစ်ရှိသွားတဲ့အတွက်ကြောင့်မလို့အပင်ငရဲကိုသွားတော့မယ်အဲ့ဒီအပင်ငရဲကြားမဲ့လူတွေအပင်ငရဲကိုမသွားဖို့ရန်အတွက်မင်းတို့ကိုငါလဝါကတိုင်းမှာကဲတင်ပြီးပြီမင်းတို့ကိုစားငါခံပေးပြီးပြီအဲ့ဒီတော့ကြောင့်မလို့ငါကိုယုံကြည်လက်ခံမယ်ငါကိုမိမိကတည်းရှင်ပြယုံကြည်လက်ခံမယ်ဆိုရင်ထာဝရအသက်ရမယ်ဒုက္ခဆင်းရဲခြင်းနေမရှိရဘူးငါနဲ့အတူထာဝရအသက်ရှင်ရမယ်ဆိုပြီးမှယေရှုခရစ်တော်ကဂတိပေးထားတာဖြစ်တယ်အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ကိုမကျင့်နိုင်တဲ့သူတွေလောကမှာကိုကအကျင့်တရားအဖြစ်မကျင့်နိုင်ဘူးလို့ကိုယုံကြည်တဲ့လူတွေယေရှုခရစ်တော်ကိုယုံကြည်လက်ခံဖို့ဖိတ်ခေါ်ခြင်းနဲ့ဘုရားသခင်ကောင်းချီးပေးပါစေ။